ဒီ305ခုကနေစဉ်စကားပြောမှာတော်တော်လေးသုံးနေတခါလေးအောင်လုပ်တော့နော် okay ပင်ပန်းစေတဲ့ဟာကို tiring ကိုသုံးပြောလို့ရနော် My job is really tiring I have to work all day ငါတို့ကတကယ်မှပင်ပန်းစရာကြီးကွာငါတနေ့ကုန်အလုပ်လုပ်ရတာ okay I have to work all day I don't like my job အဲ့တော့နာကျင်စရာကောင်းတဲ့ဟာကို painful သုံးပြောလို့ရနော် It was a very painful experience I'm not gonna do that again အဲ့ဒါကတကယ်မှနာကျင်စရာကောင်းတဲ့တွေ့ကြုံမှာငါထပ်ပြီးတော့မလုပ်တော့ဘူး okay physically emotionally နှစ်ခုလုံးပြောလို့ရနော် painful It was a very painful experience အဲ့တော့ရုပ်မာရအောင် mean ကိုတုံးပြောလို့ရနော် You are so mean okay မင်းတို့ရုပ်မာတာပဲ Don't be mean to anyone ဘယ်သူမှမရုပ်မာပါနဲ့ okay Don't make anyone feel bad အရာone နဲ့တရားကောင်းတာအဲ့ဟော tragic ကိုတုံးပြောလို့ရနော် one နဲ့ကြည်ကွဲဖွယ်ကောင်းတဲ့ဖြစ်တွေဖော်ပြတဲ့အခါမှာအသုံးပြုရတယ် It was a tragic accident the whole family died အဲ့ဒါကတကယ်မှ one နဲ့ကြည်ကွဲတရားကောင်းတဲ့မတော်တဆမှုပဲမိသားစုတစ်ခုလုံးဆုံးသွားတယ် okay It was a tragic accident the whole family died ခဏနောက်ကြဟော outdated ကိုသုံးပြောလို့ရနော် His ideas are outdated I don't want to work with him သူ့ရဲ့အကြံဉာဏ်တွေကခင်မမီခဏနောက်ကြတယ်ငါသူနဲ့လုံးမလို့ချင်ဘူး okay စသဖြင့်ပြောလို့ရနော်အခုလိုမျိုးသုံးနေရကိုတို့အထောက်အပံ့ဖြစ်မှာဖြစ်တယ်ဆိုရင် comment မှာရက်ဆွေးသပါနောက်ထပ် video အသစ်တွေလုံးမတော်အောင်လို့လဲဒီ page ကို follow လုပ်ထားဖို့မေးတော့နော် bye bye see you in the next video